ရဲ့လားမဒါပေမဲ့မေးလေမလွယ်ပါဘူးနှုတ်ဆက်ဖို့ရင်ကြည့်မိလို့ရဲ့မောင်ကြီးနဲ့နိုင်ပါစေကွယ်မနာနိုင်ပါဘူးမဒါပေမဲ့ရှင်မဝေဒနာရှုအဆုံးသတ်ဖို့ရှိတွေးထားပါမယ်မောင်နေစိတ်